ဘာ flash လေflash မှာ၄ခုပဲ share တွေ့လား Rose လူဖြစ်တဲ့ခဏအသက်20အတွင်းမှာတီလာပတ်စံတော်တော်ရေးကြီးရပဲရာလုံးဒီဘောသူလုံးနိုင်တယ်လို့ငါတွေးပြီးရတဲ့ချွေးစီပါရွှဲဒီကြောင်းတွေဖျားတဲ့တွေးမှာမေးကြည့်ရမယ်တုံးကောင်ဘွားတရေသားဘွားကိုတဖြည်းဖြည်းသွားရင်လူဖြစ်လာတော့နေစားစားရဒါမိဘတွေပေးရ service ဒီလိုနဲ့ရွှဲရောက်လာတော့ပုံမှန်မို့ရုံးမယ်လှူရှာရင်နောက်ဆုံးတော့ပြဖြစ်သွားတာပဲမဟုတ်လားဒါကတုံးတဲ့ဒုက္ခရောက်တော့ဖျားရှိမှဒူးတော့တိုင်နေသေးတယ်တကယ်ရန်စဉ်းစားကြည့်ငါဒုက္ခကသူနဲ့မှမဆိုင်ပဲငါတို့ရဲ့တကယ်တော့ပိုင်းတဲ့ຢာတွေကိုဖတ်တွေ့ဖို့ကြိုးစားရင်းနဲ့ပဲချိန်လေးကုန်ငယ်ပြီးတည်တည်ရရိုင်းနဲ့လူတွေတည်သွားတဲ့ခါမှာခံရတဲ့ဝိညာဉ်ထွက်သွားရဲဆိုတော့မြို့နေငါ့ကိုပတ်ဝန်းကျင်ကပြစ်တယ်လေနိဗ္ဗာန်နဲ့ငရဲတစ်ခုခုကိုဖြစ်မနေရွေးရမှာပဲမဟုတ်လားမှန်တကယ်တော့တည်သွားရင်ဒီတိုင်းအေးသွားပဲမဟုတ်လားလူဖြစ်တဲ့နာဒီပါကြီးရဲ့မောင်နဲ့စီကံများကြရဲ့ယူရောမေဘလုံးကျေးဇူးတင်ပါတယ်ခါလေတငယ်ချင်းတွေနဲ့သွားလာပြီးခါလေထီးကြံဆန်လုံးလို့ငါရိတ်တော့ငါရဲ့နားမှာရှိအသက်ရွယ်ကြီးလာနဲ့မြတ်ဘွားလိုက်ခါလာသည်လူသစ်တွေနဲ့တွေ့သလိုနားကပျောက်သွားရည်လည်းများလာပြီးလူဆိုတာသိပြီးသွားရင်ဘာဖြစ်မယ်ဆိုတာဖြစ်ရှိရဲ့ဘွားနောက်ဘွားဆိုတာကိုတွေးလက်ရှိဘွားကိုနေကြည့်ရဲ့လားငါသိသွားရင်ခါမှာဘွားမှာကြောက်စရာဆိုတော့မရှိတော့တာငါဖေးတိတ်ပြီးခဲ့တနေရာနဲ့တနေရာဘွားကိုတော့ပြင်းလို့ဒါပေမဲ့လည်းချိန်တန်တော့ထမင်းစားကိုပတ်ဆံရှာမိဘတွေရဲ့ရဲအောင်မှာကြကြမရှိတဲ့နာကိုလက်ခံလာတားရသမီးတွေကိုဘက်ကပြည့်အောင်လုပ်ပြီးတော့ပြည့်ရသူတွေကိုလည်းဖြည့်အောင်မဲ့ခုတည်းထီတော့အနာဂတ်ကဝေဝါးတော့မဲ့ဆိုပေမဲ့လည်းလူဖြစ်တဲ့ခဏမှာလူဖြစ်တဲ့ခဏဒီပါကြီးရဲ့မောင်နဲ့စီကံများကြရဲ့ယူရောမဲ့မလားခဏရလားကျွန်တော် correct ကြီးပဲဆိုပေးပါလားလူဖြစ်တဲ့ခဏကြည်တော့မြူမုံများနဲ့ဘာပြောလို့ပြောမှမသိအရန်ကျေးဇူးတင်ပါတယ်အကုန်လုံးကျေးဇူးတင်ပါတယ်အကုန်လုံး